အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ Honda အကောင့်ဖွင့်ထားပြီးတော့ ID password မေးနေတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်အတီကိုတရားလည်းဖွင့်ထားပြီးတော့ ID password မေးနေတယ်ပေါ့လေကျွန်တော်တို့ပြန်လုပ်ပေးနေတယ်တခြားသူလည်းသိအောင်လုပ်ပြီးတော့ဗီဒီယိုရိုက်ပြီးတော့ share လိုက်ခြင်းဖြစ်ပါတယ်တော့ပထမဆုံးကိုယ်ကဲသွားမယ်ကိုယ်ကဲလေးပြီးတော့မှ Honda ထဲကိုဝင်မယ်ပေါ့နော်ပြီးရင်တော့ဒီမှာ login ဆိုတာလေးရှိရလေဒီမှာ login နဲ့ login လို့ဆိုရင်အောက်မှာကြာလာမယ်ပေါ့နော်ဒါလို့ဆိုရင် ID နဲ့ဝင်มาလားဟိုဘိုင်းနဲ့ဝင်มาတခြားရရှိကျွန်တော်တို့ ID နဲ့ပဲတော့မယ်ပြီး ID မှတ်မိတဲ့ ID ချက်ပြီးတော့မယ်ပေါ့နော် ID မှတ်မိတော့တက်ဝင်လို့ရတယ်ပေါ့နော် ID password ဖြည့်ပြီးတော့မှတ်မိရတဲ့အတွက် ID တော့မယ်ကျွန်တော်တို့ကဂိမ်းရတော့မယ်တော့ဒီမှာဖြစ်တဲ့အတွက်နာမည်ရေးရမယ်အဲ့လိုစင်လာမပြတဲ့တဲ့ဆိုလို့စင်ကြလာမယ်ပေါ့နော် password စီလာပြီမစီလိုက်တယ်တော့နော် ID လေးမှတ်ထားလိုက်အောင်မယ်သူ password လည်းမှတ်မိလို့ပဲ password ထပ်ရှာမယ်ပေါ့နော် ID လို့ဆို password ရှာမယ်ပေါ့ဒီမှာထပ်တဲ့ပုံနဲ့ intune လုပ်မယ်ပေါ့နော်တောင်းတောင်းမယ်နာမည်တူရမယ်ပေါ့နော် yeah โอเคအဲ့ဆိုလို့ရှိရင် password တွေပေးလို့ရပါပြီပေါ့နော် password တွေပေးလို့ရှိရင်နောက်ကပြီးပြီးဘယ်လိုပြောင်းပြောင်းဟာကေလို့ပြောင်းလာလို့ရှိရင်ရပါပြီကျွန်တော် password အသစ်ပေးရတဲ့ကြိုက်မပြတော့ဘူးပေါ့နော် password တွေပေးတဲ့အခါမှာအခရာပါမယ်အင်္ဂနမ်းပါမယ်ထူးထူးမွန်ကြဆိုတော့ကျွန်တော်တို့ဒေါ်လာဆိုင်လေးတို့ star တို့ share တို့တခုခုပေါ့နော်ကိုယ်ရယ်ကိုယ်နဲ့ငါးရှိရမယ်ပေါ့ဒီနောက်ကတော့ကြိုက်မပြတော့ဘူးပေါ့နော်တော့ဆင်ပြကြပါစေစင်ပြရှိမှကိုမမဘာထားကြလို့ရပါတယ်ကျွန်တော်အဲ့ဒါကဝင်စစ်ပြီးတော့ပို့ပြန်ပြီးဖြေချပေးထားမယ်ပေါ့နော်အဲ့တော့ကျေးဇူးတင်ပါတယ်